အားလုံးပဲမင်္ဂလာပါရှင်ချမ်းရဲ့ blog လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါကတော့ကလောရဲ့ဒုတိယရက်ပါချမ်းတို့တဲတာကြတော့ honeymoon villa မှာဖြစ်ပြီးတော့သူက2ညစာကို3,9600ပေးရပါတယ်ဒါကတော့သူ့ရဲ့ hotel breakfast ပေါ့နော်ချမ်းတဲတိုင်းစားနေကြသူ့ရဲ့ဒီပိုင်မုတ်လေးပါဒါကတော့သူ့ coffee လေးလည်းတော်တော်တောက်လို့ကောင်းပါတယ်ဟိုတယ်မှာမနက်စာစားပြီးတော့ချမ်းရဲ့ကလောကအင်းပြင်မှာရှိတဲ့ချမ်းလေးကိုခဏသွားကြည့်ပါတယ်ပြီးတော့ချမ်းနီးချင်းကိုပေါ့နော်သူ့အပ်ထားတဲ့ကြောင့်မလို့ချမ်းကဒီ grand အခွန်ဆောင်ထားရပါလေသူ့ကိုပတ်စံသွားပေးနေလက်ဆောင်လေးပါလေးပေးပေါ့ချမ်းကြောင်းလေးပါလေးပေါ့စုံစမ်းပေါ့နော်အပြန်တော့ချမ်းရဲ့ချမ်းထဲမှာတီးနေတဲ့ထောပတ်တီးတွေခူးခဲ့ပါတယ်နေ့လယ်စာကြတော့ချမ်းတို့ကလောရောက်တိုင်းသွားစားဖြစ်နေတဲ့ရေရဘွားတော်ဆိုင်လေးကိုသွားစားပါတယ်။သူကထမင်းဝစားတယောက်ကို1000မှာကြက်တောက်ဆန်းရဲ့ဂျူးပူထောင်းရဲ့ခရမ်းညင်တီပန်ထရီဖြော်ရဲ့ရေမုံညင်းတုပ်ရဲ့ပဲကတိပါတုပ်ရဲ့စိတ်သားကြောက်ရဲ့ငချောက်ရဲ့အဲ့ဒီဟင်းလေးတွေပါပါတယ်။အပြန်ကြတော့ဗျိုက်တောင်တစ်ခါမှမရောက်ဘူးလို့ဆိုပြီးတော့သွားခဲ့ပါတယ်။လူအရမ်းများတဲ့အတွက်ကြောင့်မလို့9မိနစ်ပြည့်အောင်မနေဘဲနဲ့ကလောကိုပြန်လာပြီးတော့အချိုပွဲလေးစားပါတယ်ဒါကတော့အေဝရက်ကပေါ့နော်ညနေကျတော့ကလောရောက်တိုင်းမထိုင်မဖြစ်ဟိုက်ဘားမှာသွားထိုင်ပါတယ်ချမ်းနူကပထမဆုံးမှာပဲဆိုင်ဆက်စားဖွင့်ခြင်းရောညစာကိုရင်းရနေပြီးတော့ထမင်းကြော်ရဲ့အပြောင်းမှုတောင်းဝယ်ခဲ့တယ်7 sister နေပြီးတော့ထင်းရှူးမှုကြော်လေးဝယ်ပြီးတော့ဟိုတယ်မှာပဲမီးလုံရင်းနဲ့ဝိုင်းလေးတောက်ပြီးတော့ညစာစားပါတယ်နောက်တနေ့မနက်ကျတော့ချမ်းတို့ပြန်ဖို့ရန်ကုန်ပြန်ဖို့အတွက်ပြင်ဆင်နေပေါ့နော်ဟိုတယ်မှာ breakfast စားပြီးတော့ချမ်းတို့8:50ကျတော့ရန်ကုန်ကိုဆင်းလာခဲ့ပါတယ်အရင်ပုံမှန်သွားတဲ့အချိန်လေးထပ်ပေါ့နော်တနားရီကြော်တော့ကြာပါတယ်ဘာလို့လမ်းနေရမိုးရင်းတော့ပြတ်ထားလို့ထင်တယ်လမ်းနေရနည်းနည်းကျန်းနေပေါ့နော်ဒါတော့မှချမ်းတို့တွေ8:50ပေါ့စောကြီးထွက်တာပေါ့ပျော်ပွဲကိုကြတော့ချမ်းတို့ကြီး17:45မှာရောက်ပါတယ်လမ်းတွေကတော့ခုမြင်တဲ့အတိုင်းပဲပြင်ထားတယ်ပေါ့နော်ပျော်ပွဲရောက်တော့ချမ်းတို့ကြီးစားနေကြအများကြီးထမင်းတုပ်ဆိုင်မှာစားပါတယ်သူကကြတော့ဒီစိတ်တလုံးနဲ့ကြက်ကြော်နဲ့ရတဲ့တပွဲကိုဆိုရင်သူက8000ပါပြီးတော့သူ့ရှီကအဲ့ဒီလူတောင်တုပ်လေးကတော့ချမ်းရဲ့အကြိုက်ဆုံးပါပဲရန်ကုန်ကိုကြတော့ချမ်းတို့6ခွဲကြော်လောက်မှပြန်ရောက်ပါတယ်ချမ်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတာအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ရှင်